皆さんこんにちは。ဒီနေ့ကဘာအကြောင်းအရာကိုရှင်းလုပ်နေဆိုတော့တန်တန်နဲ့မာလို့ပေါ့နော်။ဒီဘက်မှာတခြားအတန်ဒီအာယူဝဲကိုအပြင်အာယူဝဲကိုဖြင်းဘီတန်တွေအပြင်ပေါ့နော်။အာယူဝဲကိုခိုင်းခွေးကိုအဲ့ဒါတွေအပြင်နောက်တဲ့အတန်ပြင်းပေါ့နော်။အတန်ပြင်းနေအတန်ပြော့တွေအဲ့ဒါတွေကိုဘယ်လိုရေးကြမလဲဆိုတာလေးကိုနောက်မှလည်း level မြင့်လာလို့ရှိရင် F5 ဆိုလို့ရှိရင်ဒီအတန်ပြင်းနေချက်ပြီးတော့ခိုးတူးပါတယ်ပေါ့။မီနီနေကြက်ရတော့မယ်။အဲ့ဒါကိုအဆင်ပြေအောင်လို့ကိုကတန်တန်နဲ့မာလို့အကြောင်းကိုsharing လုပ်ပေးအောင်ဖြစ်ပါတယ်တန်တန်နဲ့တန်တန်ဆိုတာဗာလေတန်တန်ဆိုတာကဒီလိုမျိုးပေါ့နော်ဒုတ်ချောင်းလေးနှစ်ချက်တန်တန်ပြီးရှင်ဒါလေးကိုမာရုတန်တန်နဲ့မာရုလို့ခေါ်ပါတယ်ဒုတ်ချောင်းကဒီလိုမျိုးဒုတ်ချောင်းတစ်ချောင်းဆောင်းဆောင်းလေးပေါ့နော်တန်တန်နဲ့မာရုဘယ် line တွေမှာလဲဘယ်အခရာတွေမှာဘယ်ဘီးတွေမှာတန်တန်နဲ့မာရုသုံးလဲဆိုလို့ရှင်အတိုင်းကိုမသုံးဘူးเนาะဒီအာယူဝဲကိုမသုံးတော့ခသုံးမယ်စသုံးမယ်တသုံးမယ်ဟုတ်ရှင်ဟာသုံးမယ်ပြီးအဲ့ဒါပဲသုံးမယ်เนาะအဲ့ဘယ်နဲ့တန်းလဲတက်တန်းနှစ်တန်းသုံးတန်းလေးတန်းအဲ့လေးတန်းကိုတန်တန်နဲ့မာရုသုံးပြမှာဖြစ်ပါတယ်ဆိုရင်ခဆိုလို့ရှင်ဒါခဆက်လေးတစ်ဆက်ပါတယ်နော် original ခမှာကိုကဆက်လေးတစ်ဆက်ပါတယ်အဲ့ဒါကိုနောက်တန်တန်လေးတင်လိုက်ထပ်ပြီးတော့နှစ်ချောင်းထပ်တင်လိုက်မယ်ဆိုရင်အတန်ပြောင်းသွားတယ်ဘယ်လိုလဲဆိုတော့ဒီခက K ပေါ့နော်ခနေပြီးတော့ဘယ်လိုပြောင်းလဲ G ခအတန်ပြောင်းမယ် K ခနေပြီး G ခဆိုပြီးတော့အဲ့လိုဖြစ်သွားတာနော်အတန်ပြင်းသွားတယ်ပေါ့ပြောဆိုခအတန်ပြော့တယ်ခဆိုတော့အတန်ပြင်းသွားတယ်အဲ့ဆိုတော့ခပြီးလို့ရှိရင် K ဒါလေးကသူ့ရဲ့ original ဟိရဂနာ K လေးအဲ့ဒါကိုတန်တန်လေးတင်လိုက်မယ်ဘာဖြစ်သွားမလဲဆိုရင် K ဆိုပြီးတော့ဖြစ်သွားမယ်နောက်ကျဘာလာမယ်ခပြီးတော့ခုဆိုလို့ရှိရင်ဒီလိုဖြစ်သွားမလဲဟုတ်တယ်ခဆိုဒီမှာခီဆိုရင်ခုအဲ့လိုဖြစ်သွားမယ်ခီခုဒါခဲလေးခဲကိုတင်မယ်ဆိုလို့ရှိရင် GE ခဲဆိုပြီးတော့အတန်ပြင်းသွားတယ်ခခီခုခဲခုလေးကိုတင်မယ်ဆိုလို့ရှိရင်ဘာပြောရမလဲဆိုတော့ကောဆိုပြီးဖြစ်သွားနော်ကောချီကိုကောအဲ့ဒါခတန်းပြီးသွားပြီခတန်းပြီးစကိုတန်တင်မယ်စဖြစ်သွားမယ်နော်စနေပြီးတော့ S line ကနေပြီးတော့ကပြော Z line ပြီးတော့စဖြစ်သွားအဲ့လိုရှီကိုတန်တင်မယ်ရှီဆိုတော့သူက G လို့ဖြစ်သွားမယ်နော်ဒါရဲ့ G စုကိုတင်မယ်ဆိုရင်စုစတေယူစုစတေကိုတန်တင်မယ်ဆိုရင်ဇေအီဇေပုံဆိုတန်တင်မယ်ဆိုရင်ဆိုဖြစ်မယ်ပြီးလို့ရှိရင်တာတန်းလေးတာကိုတန်တင်မယ်ဆိုရင်ဒါဒီလိုင်းကနေပြီးတော့ဒီလိုင်းကိုသွားဒီတန်းသွားတယ်မျိုးပေါ့နော်ဒါချီကိုတန်တင်မယ်ဆိုရင်ချီဒီတန်းတစ်ခုကဒီနေ့တော့သွားပြီးဆင်နေတော့ချီဒါချီကိုတန်တင်လဲချီဖြစ်တယ်ချီကိုတန်တင်လဲချီဖြစ်တယ်အဲရှင်စုဆိုရင်တော့စုနော်စုစာကွဲဆက်တန်လေးတော့စုတဲကိုတန်တင်မယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့တဲတူတန်တင်မယ်ဆိုရင်တူအဲဒီပါအောင်ဖြစ်ပါတူတန်တင်မယ်ဆိုရင်တူနော်စာကြည်စုစေဆိုဒါကြည်စုတေတူခခီခုခဲခော့ခခီခုခဲခော့စာကြည်စုစေဆိုတာကြည်စုတေတူနောက်တစ်တန်းပေါ့နော်နောက်တစ်တန်းကဟကိုတန်တင်မယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဟာကနေပြီးတော့ဘာဖြစ်သွားဘာအတန်ပြောမယ်ဘာကိုပြီးလို့ရှိရင်ဟိဆိုရင်ဘီဖူတန်တင်မယ်ဆိုရင်ဘူဟဲ
ကိုတန်တန်တင်မယ်ဆိုရင်ဘဲဟိုတန်တန်တင်မယ်ဆိုရင်ဘိုးဒီစလုံးလေးတွေကနောက်ပိုင်းမင်းကြီးကြက်လို့ရှိရင်ဟိုလည်းရှိတယ်ဘိုးလည်းရှိတဲ့အတွက်ကြောင့်ဟိုဘိုးဆိုလို့ရှိရင်တန်တန်တင်ရမယ်ဆိုတဲ့အကြောင်းအခုတည်းကအခြေခံပေါ့နော်တီးပါအောင်ဘယ်လိုအတန်ပြောင်းရတာလဲနောက်လည်းလို့ရှိရင်ဘုံဘိုးတို့ပါအခုဘုံဘိုးဆိုတဲ့စလုံးမှာကျတော့ဘိုးတို့ပါတော့အဲ့လိုမျိုးပါဒီမျိုးဟိုတန်တန်တင်ထားတဲ့ဘိုးတန်လေးပါလာတဲ့အခါကျတော့နောက်မင်းကြီးကြက်လို့ရှိရင်မဖြစ်မနေတီးထားမှာမလို့အခုကတန်တန်တင်တဲ့အကြောင်းလေးပြောတာဖြစ်ပါတယ်အဲ့ဆိုရင်ဘယ်နှခုလဲဒီခါခီ၄တန်း1 2 3 4တန်း4တန်းကုန်ပါပြီတန်းတဲ့စလုံးတွေကြတော့ဘာလို့မတင်တာလဲဆိုတော့ကျွန်တော်တို့စဉ်းစားကြည့်အောင်တန်းတဲ့စလုံးတွေပါရှိတယ်အာတန်းရနော်အောက်ကိုအတန်ပြင်းဘယ်လိုထွက်မလဲတန်ပြင်းထွက်ကြထွက်လို့စဉ်းစားလို့မရဘူးဖြစ်နေအောက်ကိုကြတော့နော်အဲ့ဒါကြောင့်မလို့အဲ့တန်းဒီကြတော့ခြံထားခဲ့ပြီးဒီထွက်လို့ရတဲ့အတန်ပြင်းတွေထွက်လို့ရတဲ့အတန်းတွေပဲတန်တက်တင်ဝင်လို့နော်ဟိုနားကိုကြတော့ဘယ်လိုအတန်ထွက်ပြင်းအောင်ထွက်မယ်ဒါထွက်ဖို့ခက်သွားမရှိဘူးလို့ထင်တာပဲနောက်တန်းတန်းတင်အဲကြောင့်အဲ့တန်းတွေကိုကြော်ပြီးတော့ဒီထွက်လို့ရတဲ့အတန်းလေးတွေပဲထွက်သွားတယ်ပေါ့နော်ခါခီခါစာဌာနအထဟအဲ့၄တန်းပဲတန်တက်တယ်တန်တက်ပြီးလို့ရှိရင်မာရုဆိုတာတော့အဝိုင်းလေးပေါ့နော်မာရုအဝိုင်းလေးနဲ့တင်ကြည့်အဝိုင်းလေးကြတော့ဒီ၄တန်းမှာသူကတစ်ခုပဲတင်လို့ရတယ်ဘာလဲဆိုဟပဲတင်လို့ရတယ်ဟကိုတင်အတန်ပြော့သွားတော့မာရုကြတော့ပြော့ဘာလဲဆိုရင်ဟဆိုရင်ပနော်ဟာပြီးပါလာမယ်ဟိဆိုရင်မာရုတင်လိုက်ပိနော်ဖူလေးကိုမာရုတင်ရပုဟဲလေးကိုမာရုတင်ပဲဟိုလေးကိုမာရုတင်ပူနော်အဲ့လိုအတန်လေးပြော့ပါအတန်ပြင်းအတန်ပြော့နော်ဒါဆိုရင်တန်တင်တာနဲ့မာရုတင်တာရမလို့ထင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်